အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂရင်းမင်ကြီးမဲ့ချင်းကဆက်တည်တည်တုံနီလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းလေးတွေကတော့တည်တည်အစိမ်းကိုချစ်ထားမယ်ပြီးသွားလို့ရှိရင်ကြက်သွန်အနီကိုပပလေးပြီးရေးစေးထားမယ်ပေါ့နော်မြေပဲလော်ကိုလည်းထောင်းထားပြီးရင်တော့ပဲကြက်မှုတ်ရဲ့ပစွန်ကြောက်ကိုမညက်တဲ့ညက်လေးထောင်းထားတာလေးရပါမယ်ပေါ့နော်ကဲအတုပ်လေးတွေစားတုပ်ဖို့အတွက်ကြက်သွန်အနီလေးကိုထည့်ပါမယ်မြေပဲလော်ထောင်းထားတာလေးကိုလည်းထည့်ပါမယ်မြေပဲများများလေးနဲ့စားကျင်တာမို့လို့မြေပဲ3စုံလောက်ထည့်ထားပါရနော်ပြီးရင်တော့ပဲမုတ်ကိုဇွန်းတစ်ဝက်လောက်ထည့်ထားပါရနော်ပြီးသွားရင်တော့ပစွန်ကြောင်းမုံလေးပါထည့်ပါမယ်ပါဝင်ပစ္စည်းတွေအကုန်လုံးထည့်ပြီးပြီဆိုရင်ငပြားကြီးလေးလည်းတစ်စုံလောက်ထည့်ပါမယ်ပြီးရင်အချိုမုတ်လေးလည်းအနှိမ့်ငယ်ထည့်ပါမယ်စားလေးလည်းနည်းနည်းထည့်ထားပါရနော်စီကိုတော့ထမင်းစားစုံနဲ့2စုံထည့်ထားပါရနော်အဆက်တော့ကိုတော့ငရုတ်သီးမုံလေးထည့်ပြီးထားပါရဒီနေရာမှာငရုတ်သီးစိမ့်လေးတွေလည်းထည့်ပြီးတော့စားသုံးနိုင်ပါရနော်အားလုံးကိုပြီးသွားလို့ရှိရင်တမသွားအောင်နေပါမယ်နော်ညနေတဲ့အချိန်မှာကိုကအရသာလိုရင်လိုသလိုထပ်ထည့်နိုင်ပါတယ်အရသာကိုမိမိစိတ်ကြိုက်ပြင်ပြီးစားသုံးနိုင်ပါတယ်ရှင်ချင်းကဆက်တည်တည်တုပ်လေးကအခုလိုရာသီမှာထမင်းစားမင်းစီတယ်ပေါ့နော်ခုဆိုရင်လည်းတည်တည်လေးတွေကဈေးထဲမှာလည်းပေါ်နေပြီဆိုတော့လိုရတာလည်းလွယ်ကူပြီးပါဝင်ပစ္စည်းကလည်းအနှဲငယ်ပဲမို့လို့အလွယ်တကူအိမ်မှာလည်းလှူစားကြည့်လိုက်တော့နော်ကဲအခုဆိုရင်တော့အယောင်သွေးကိုစုံပြီးတော့တကယ်ကိုတည်ကြစေတဲ့တည်ကြီးတုပ်လေးရပါပြီနေ့လည်နေကင်းမှာအပြင်းပြေစားဖို့ပဲဖြစ်ဖြစ်ထမင်းနဲ့စားဖို့ပဲဖြစ်ဖြစ်တကယ်ကိုအဆင်ပြေပြီးအရသာရမ်းရှိတဲ့တည်တီးတုပ်ချင်ကန်စက်လေးရပါပြီဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်စားစရာအသစ်တွေလည်းတင်ပေးအောင်မှာမို့လို့ channel လေးကိုစောင့်ကြည့်ပေးပါအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်